Hello 大家好畢業禮မှာဘယ်လိုဖြတ်တန်းကြလဲနော်ကျမကတော့畢業禮မှာအိပ်ယာထားတာနဲ့မျက်နှာလေးတစ်တွားတိုက်ပြီးတော့မှ skin care ပါတယ်ကျမကတော့အိပ်ယာထားပြီးဆိုတာနဲ့ဖုန်းလေးကိုဖွင့်ပြီးတော့မှ YouTube မှာရှိတဲ့ pocket တစ်ခုကိုအမြဲတမ်းဖွင့်ထားဖြစ်တယ်။သူကတော့အင်္ဂလိပ်စာနဲ့တရုတ်စာလေ့လာနေတာဖြစ်လို့တစ်ခါတလေကြာရင်တရုတ် pocket လေးကိုဖွင့်တယ်တစ်ခါကြာရင်တော့အင်္ဂလိပ် pocket လေးကိုဖွင့်ထားတယ်ပေါ့နော်။ကျမတို့ဒီဘာသာစကားလေ့လာတဲ့အချိန်မှာဆိုလို့ရှိရင်ဒီဘာသာစကားနဲ့အမြဲတမ်းထိတွေ့နေဖို့လိုအပ်ပါတယ်။ကိုကတရုတ်စာလေ့လာနေပြီးတရုတ်တွေကြားထဲမတွားနိုင်ဘူးဆိုရင်တောင်မှဒီတရုတ် pocket လေးတွေများနားထောင်ပြီးတော့မှကိုရီးယား team လေးကိုပို့ပြီးတော့မှတွတ်တက်စေပါတယ်။ကျမတို့ listening လုပ်တဲ့အချိန်မှာဆိုရင် listening အတွက်တီးထအချိန်ပေးလုပ်စရာမလိုပါဘူး။အဓိကကတော့ကိုအိပ်ယာထားပြီးဆိုတာနဲ့ YouTube မှာရှိတဲ့ pocket တစ်ခုခုကိုဖွင့်ထားပြီးတော့မှကိုလုပ်စရာရှိတာဆက်လုပ်နေလို့ရပါတယ်။အစပိုင်းမှာတော့ကိုကအကုန်လုံးနားလည်မှာမဟုတ်ပါဘူး။ဒါပေမဲ့တဖြည်းဖြည်းနဲ့ပဲကိုမတိလိုက်မတိဖာတာနဲ့ပဲအများကြီးနားလည်လာပါလိမ့်မယ်။ pocket တွေနားထောင်တဲ့အချိန်မှာဆိုရင်လည်းကိုရဲ့ဒီ level နဲ့ကိုက်ညီတဲ့ pocket တွေကိုရွေးချယ်နားထောင်လို့ရပါတယ်။ကိုက HK 3လောက်ရှိတယ်ဆိုလို့ရှိရင် HK 3နဲ့ကိုက်ညီတဲ့ pocket လေးတွေကိုဖွင့်ပြီးတော့နားထောင်လို့ရပါတယ်။ဒီနေ့မနက်ကတော့အမဝယ်ထားပေးတဲ့ပေါက်စီပဲအီဂျာနဲ့ဒီ coffee လေးပဲမနက်စာပြစားလိုက်ပါတယ်။ကျမတို့အိမ်သားမှာလေဆောက်လို့ရေလုံနေရလားမတူတစ်ချိန်လုံးဆူညံနေရပဲ။ငယ်ချင်းတို့လည်းထင်းကြီးကိုတိတ်မလုပ်ဖြစ်လို့ရှိရင်ကျမပြောတဲ့နီလန်းလေးကိုစမ်းကြည့်ကြည့်နော်။希望大家可以把这几个词用在自己多练习几次，就会记得更牢。如果你今天喜欢今天的节目，别忘了点赞。谢谢大家收听今天的每天中文，我们ကျမစားရတဲ့နားထောင်လိုက်တာ pocket တစ်ပုတ်ကတော့ပြီးသွားပါပြီ။ဒီနေ့ကတော့ဒီလောက်ပါပဲ။ဘိုင်ဘိုင်大家